အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကနေအုပ်စုပွဲစဉ်၃ပွဲသလုံးရှုံးနေပြီးတော့ထွက်ခွာခဲ့ရတဲ့ ISP မြို့သမီးအသင်းကြောင့်အသေးစိတ်တင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်အားလုံးသိရှိပေးခဲ့တဲ့အတိုင်းပါပဲ ISP မြို့သမီးအသင်းကတော့အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးကိုထိုက်ထိုက်တန်တန်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ရရှိခဲ့တဲ့အလျောက်ပရိသတ်တွေအတွက်အဆင်ပြေအောင်ကိုရင်ကြီးအခါမဲနဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဘက်ကနေလည်းအကောင်းဆုံးလာရောက်ကြည့်ရှုအားပေးနိုင်မှုစီစဉ်ပေးခဲ့ပြီးတော့အကောင်းဆုံးလည်းလာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေများစွာလည်းရှိခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာသတိထားမိတဲ့မြင်ကွင်းတွေကိုပြန်လည်တွက်ကြည့်ပြောပြပေးသွားချင်ပါတယ်။ ISP မြို့သမီးအသင်းဟာသူတို့အနေနဲ့ရှိသမျှစွမ်းရည်အကုန်သုံးပြီးရှင်ပြိုင်သားသွားခဲ့ပါတယ်။ကျွန်တော်အားလုံးမျှော်လင့်ခဲ့တာဟာတောင်ကိုရီးယားမြို့သမီးအသင်းနဲ့ပွဲတယ်မှာမဖြစ်မနေတေရလိုက်ရရှိဖို့အနိုင်ရလက်ပုံဖော်နိုင်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမန်ချက်နဲ့နန်းတွက်လွဲသွားခဲ့တယ်ဆိုတာပြည်သက်တွေအားလုံးမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။တောင်ကိုရီးယားမြို့သမီးအသင်းနဲ့မြန်မာလက်ရွေးစင်ကိုစားပြု ISP မြို့သမီးအသင်းတို့ရဲ့ကွာခြားချက်ကတော်တော်လေးဆူဆူရွရွကိုမြင်တွေ့ခဲ့ရတာပါ။တစ်ဖက်ကလုံးဝတိုက်စစ်စင်သားတဲ့ ISP မြို့သမီးအသင်းဟာအမှားများစွာနဲ့တကယ်ကိုဥတီယာမဲ့နေတဲ့ကစားကွက်နဲ့ကစားသွားခဲ့တဲ့မြင်ကွင်းကိုမြင်တွေ့ရပါတယ်။ဒါဟာလည်းကလေးတွေရဲ့စူးစမ်းအားထုတ်မှုကိုအပြည့်ပြောနေခြင်းမဟုတ်ဘဲအသင်းနှစ်သင်းအချအနေငယ်မတူတဲ့ level တစ်ခုမှရှိနေတာကိုပြောပြပေးသွားတာဖြစ်ပါတယ်။ပြီးတော့တွေ့ရှိရတဲ့အသင်းတွေဟာအရှိတောင်အာရှအပြင်အခြားအာရှထိပ်သီးအသင်းတွေဖြစ်ပါတယ်။မြို့သမီးအသင်းတွေရဲ့မှာလက်ရွေးစင်ကိုစားပြုကစားမောတွေမြောက်များစွာခေါ်ယူထားခဲ့ပေမဲ့လည်းအနေငယ်စွမ်းဆောင်ရည်ကျနေတဲ့ကစားမောတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီကိစ္စတွေကပဲအထူးထိုးနှက်ချက်ဖြစ်သွားခဲ့ပြီးတော့တစ်ဖက်ကတွေ့ရှိရတဲ့အသင်းတွေဟာမြန်မာလက်ရွေးစင်မြို့သမီးအသင်းမြောက်များစွာပါဝင်တဲ့သားမတွေလည်းဘလို့မှမကယ်နိုင်မဲနဲ့ ISP မြို့သမီးအသင်းကတော့အုပ်စုအဖွင့်ပွဲတွေမှာပဲဂိုးပြတ်ရှုံးနေခြင်းဆိုတဲ့ရလဒ်ကိုခံစားခဲ့ရတာဖြစ်ပါတယ်။ဂျပန်ကလပ်မြို့သမီးအသင်းပွဲစဉ်မှာလည်းတကယ်ကိုကြိုးကြိုးစားစားရှင်ပြိုင်ခဲ့ကြပြီးတော့ကျွန်တော်အားလုံးသိရလက်ထွက်ပေါ်မယ်လို့တော့အစွမ်းကိုမျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့လည်းတစ်ဖက်ကတွေ့ရတဲ့အသင်းကလည်းတိုးကြိုးပါတီအသင်းဖြစ်နေပါတယ်တော်တော်လေးကောင်းမွန်သောစွမ်းဆောင်နိုင်ခဲ့ပြီးတော့ ISP မြို့သမီးအသင်းဘက်ကိုတိုက်စစ်စင်မှုတွေနဲ့အကောင်းဆုံးပုံစံကစားပြသွားခဲ့တယ်။ ISP မြို့သမီးအသင်းကတော့ခံစစ်အတွင်းနဲ့ကောင်တာတိုက်စစ်ချောင်းမင်းကစားသွားခဲ့ပေမဲ့လည်းအနေငယ်အလုံးမဖြစ်ခဲ့ပြန်ပါဘူး။ဒါကြောင့်တိုဂျိုပါကြီးအသင်းဟာရရှိခဲ့တဲ့တရက်ဆက်တိုက်စစ်စင်မှုကနေပဲဥဆောင်ကိုရရှိသွားပြီးတော့အစွမ်းကုန်ထိန်းသိမ်းကစားသွားခဲ့တဲ့မြင်ကွင်းကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီကိစ္စကိုပြောရမယ်ဆိုရင်မြန်မာလက်ရွေးစင်မြို့သမီးအသင်းကစားမတွေနဲ့ ISP မြို့သမီးအသင်းကစားမတွေရဲ့လူကကစားပုံအားနည်းခြင်းကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒါဟာကျွန်တော်တို့အပြစ်ပြောလို့မရဘဲနဲ့သူတို့လေးတွေမှာလည်းလာရောက်အားပေးခဲ့တဲ့ပရိသတ်တွေကိုနိုင်မွဲဖော်ဆောင်ပေးခြင်းနဲ့စိတ်လုံးနေတဲ့စိတ်နဲ့အထူးစူးစမ်းခဲ့ကြပါတယ်။လက်ရှိချိန်မှာကတော့ ISP မြို့သမီးအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာလည်းမြောက်ကိုရီးယားမြို့သမီးကလပ်အသင်းကို3ဂိုးပြတ်နဲ့ရှုံးနေခဲ့ပြီးတော့လက်ရှိရှင်ပြိုင်ကစားနေတဲ့အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးကနေစောစောစီစီပဲနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။လာရောက်အားပေးခဲ့တဲ့ပရိသတ်တွေရဲ့ရင်နှင်းကားတန်ချို့ကိုလည်းတင်ဆက်ပေးသွားခြင်းပါတယ်။ပရိသတ်ချို့ကတော့အခုလိုမျိုးသုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်။ဘလိုပဲဖြစ်နေပါသေးအာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးဆိုတာကျွန်တော်မြန်မာတွေကြည့်ရှုခွင့်ရတဲ့အဖို့တန်ပွဲကြီးဖြစ်ပါတယ်။ကွင်းအထိလာရောက်အားပေးခွင့်ရရှိခဲ့တဲ့အတွက်လည်းဝမ်းသာပါတယ်။ကွင်းအထိလာရောက်အားပေးဖို့ရဖို့စီစဉ်ပေးတဲ့မြန်မာနိုင်ငံဘောလုံးပွဲချုပ်ကိုလည်းကျေးဇူးတင်ပါတယ်။လက်ရှိချိန်မှာရှုံးနိမ့်သွားခဲ့ပေမဲ့ကလေးတွေအနေနဲ့စိတ်တမကြဘဲနဲ့အကောင်းဆုံးပုံစံရှင်ပြိုင်နိုင်ဖို့ထပ်မံကြိုးစားဖို့လည်းမျှော်လင့်ပါတယ်။ကျွန်တော်အားလုံးလက်ရှိချိန်မှာမြန်မာလက်ရွေးစင်မြို့သမီးအသင်းပရိသတ်တွေအတွက်တည်ငုံပြောချင်တာကတော့မြို့သမီးအသင်းဟာလက်ရှိချိန်မှာပရိသတ်အားပေးမှုအခိုင်အမာရရှိထားသလိုလက်ရှိ ISP မြို့သမီးအသင်းကလည်းပရိသတ်အားပေးမှုအတော်တင်ရရှိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်လာမယ့်စီးကိန်းပြိုင်ပွဲမှာနီးပြကျုံအနေနဲ့လူစီမှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့အကောင်းဆုံးပုံစံနဲ့ရွှေစိတ်စုစုကူပေးပါဆိုပြီးလဲပရိသတ်ဦးကကိုလိုမျိုးတောင်းဆိုပြောကြားခဲ့ပါတယ်။